ကျွန်တော်နဲ့ကိုအောင်ဟာမနစ်ကရန်ကုန်ကနေမန္တလေးကိုညဘက်မီးရထားနဲ့ခရီးထွက်ခဲ့ကြတယ်။ရထားကည7 နာရီထွက်တာမို့လူအရမ်းနေနေပြီးကျွန်တော်တို့နှစ်ယောက်ပဲကပ်ပြီးထိုင်နေကြတယ်။ညလယ်ခေါင်လောက်မှာရထားကတနေရာမှာရုတ်တရက်ရက်လိုက်တဲ့အပြင်ကအမှောင်ဖြစ်နေပြီးဘာမှမမြင်ရဘူး။ကိုအောင်ကဘာလို့ရက်တာလဲမသိဘူးဟဲ့လို့ပြောတော့ရထားရဲ့အဆုံးကနေခြေတံတွေကြားလာတယ်။တစ်ချက်ချင်းစီတိတ်တိတ်လေးကျွန်တော်တို့နောက်ပြန်လှည့်ကြည့်တော့အဖြူရောင်အကြည့်ရှည်ဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ယထာလမ်းကြောင်းပေါ်ကနေလမ်းလျှောက်လာနေတာကိုတွေ့ရတယ်။သူမရဲ့မျက်နှာကဖြူဖက်ဖြူရောနဲ့စပင်တွေကနှစ်ပိုင်းကွဲပြီးမျက်လုံးတွေကအနက်ရောင်အမှောင်ကြီးပဲ။ဟာအဲ့ဒီအမျိုးသမီးဘယ်ကလာတာလဲလို့ကိုအောင်တစွန်းစွန်းနဲ့မေးတယ်။သူမကယထာရဲ့ပြတင်းပေါက်နာကိုရောက်လာပြီးကျွန်တော်တို့ကိုစိုက်ကြည့်တယ်ပြီးတော့ဒီမီးရထားမှာတင်တို့တွေမပါဘူးလို့အားပါတရပြောလိုက်တယ်။ကျွန်တော်တို့ချက်ချင်းထပြေးဖို့ကြိုးစားတဲ့အချိန်မှာယထာကရုတ်တရက်လှုပ်ရှားသွားပြီးအလင်းရောင်တွေပြန်လာတယ်။လူတွေရဲ့အတန်တွေယထာဝန်ထမ်းတွေရဲ့အတန်တွေကြားလာရတယ်။နောက်ပြန်လှည့်ကြည့်တော့အဲ့မျိုးသမီးမရှိတော့ဘူး။မနက်မိုးလင်းတဲ့အခါယထာဝန်ထမ်းတစ်ယောက်ကိုအကြောင်းပြန်ပြောကြည့်တော့သူကမျက်နှာဖြူဖက်သွားပြီးအဲ့ဒီမျိုးသမီးကလွန်ခဲ့တဲ့10 နှစ်ကဒီလိုင်းမှာတေးဆုံးသွားတဲ့ခရီးသည်တစ်ယောက်ပါ။သူ့ကိုတွေ့ဖူးတဲ့သူတိုင်းနောက်တစ်နေ့မှာပျောက်ဆုံးသွားကြတယ်လို့ဆိုပါတယ်လို့ပြောလိုက်တယ်။ကျွန်တော်နဲ့ကိုအောင်ဟာမန္တလေးရောက်ပြီးတဲ့နောက်မှာနှစ်ယောက်လုံးအဖျားကြီးဖျားပြီးတပတ်လောက်နေမကောင်းဖြစ်ခဲ့ရတယ်။အခုထိတော့ဘာမှမဖြစ်သေးပေမဲ့ညဘက်မီးရထားနဲ့ခရီးထွက်ဖို့ဆိုရင်အကြောက်တရားကြီးစိုးနေသေးပါပဲ။နားဆင်ပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။စိတ်ကူးရင်ဇလံဖြစ်လို့နားလဲပေးကြပါခင်ဗျာ။